မြရီယိုမြင့်တန်ကြားပြည်သက်များရှင်ကျိန်ပင်ဟာအပူပိုင်းဒေသမှာပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပြီးပေါ်ပါခြင်းရှည်လျားခိုင်ခန့်ခြင်းနဲ့ကွင်းညွတ်နိုင်ခြင်းတို့ကြောင့်လူတို့အတွက်ဗတ်စုံအသုံးဝင်တဲ့အပင်ဖြစ်ပါတယ်ကမ္ဘာပေါ်မှာတော့ကျိန်ပင်ကိုအရှေ့အိန္ဒိယကျွန်းစုမလာယုကျွန်းဆွယ်တရုတ်နိုင်ငံမြန်မာနိုင်ငံထိုင်းနိုင်ငံအိန္ဒိယနိုင်ငံသီဟိုနိုင်ငံအပြင်ဩစတြေးလျနဲ့အာဖရိကတိုက်တို့မှာပါပေါက်ရောက်တာတွေ့ရပါတယ်မြန်မာနိုင်ငံမှာတော့ကွင်းပြင်နဲ့တောင်နှိမ်ပိုင်းရှိဆွတ်တဲ့သစ်တောများမှာကျိန်ပင်ကိုအနှံ့ပြားတွေ့နိုင်ပါတယ်။ခပေါင်းကျိန်၊ကျိန်ခါ၊ရေကျိန်၊ကျိန်နီ၊ဒဝဲကျိန်၊ရမထကျိန်၊ဝဘိုးကျိန်၊တိုင်းကျိန်စသဖြင့်ရှိပြီးတော့ကျိန်ဟာမြန်မာလူမျိုးတို့အတွက်ဝါနဲ့တန်းတူအသုံးဝင်တဲ့ပစ္စည်းဖြစ်ကဗတ်စုံအသုံးပြုလို့လည်းရပါတယ်။အဲ့လိုဗတ်စုံအသုံးဝင်တဲ့အကျိန်ကိုအိမ်သုံးပစ္စည်းအမျိုးမျိုးကိုဒီဇိုင်းထွင်ထုတ်ပြီးကမ္ဘာနိုင်ငံအနှံ့ပြားကိုတင်ပို့နေတဲ့ကျိန်ကျဲပစ္စည်းထုတ်လုပ်ခြင်းတွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကျိန်တဲ့ပစ္စည်းလုပ်ငန်းကိုမိဘအမွေဆက်ခံလုပ်ကင်ပြီးပြပတင်ဖို့ဖြစ်ခဲ့ပုံကိုလည်းဒီလုပ်ငန်းကတော့ဒါမိဘလက်ထက်ဒါအဖေကတော့ founder အဖြစ်နဲ့လုပ်ခဲ့ပြီးတော့ကျွန်တော်တို့ကတော့ second generation အနေနဲ့ဆက်လက်ပြီးတော့ဒီဟာကိုလုပ်ကင်နေပါတယ်ကျွန်တော်တို့ကအဓိကကကျွန်တော်တို့နိုင်ငံတကာကို export လုပ်ပါတယ်ဒီစက်ရုံမှာဒီကျိန်နဲ့ပတ်သက်တဲ့ home accessory တွေကိုဒီဇိုင်းမျိုးစုံကိုထုတ်လုပ်ပြီးတော့နိုင်ငံအနှံ့တင်ပို့ရောင်းချနေပါတယ်ကျိန်ကုန်ချမ်းအပြင်အဓိကကဒါရေကျိန်ကျိန်နီတောင်ကျိန်နဲ့ဒီခပေါင်းကျိန်တို့အဓိကထားပြီးတော့အသုံးပြုပြီးတော့ဒီပစ္စည်းတွေကိုရက်လုပ်ခြင်းဖြစ်ပါတယ်လူအမြောက်အများကိုနယ်တွေမှာဒီကျိန်ရက်လုပ်ခြင်းကိုအလုပ်ပေးထားပြီးတော့လူရောက်ရည်ထောင်ချီပြီးတော့လုပ်ကင်နေကြပါတယ်ကျိန်လုပ်ငန်းလုပ်ကင်ရမှာကုန်ချမ်းအသုံးပြုပုံနဲ့ကုန်ကြောထွက်ရှိမှုကိုလည်းကျွန်တော်အသုံးပြုတဲ့ကုန်ချမ်းတွေထွက်တဲ့နေရာကတော့ဒါကချင်ပြည်နယ်ပြီးရင်တနင်္သာရီတိုင်းပြီးရင်တချို့ကတော့ AR တိုင်းကနေပြီးတော့ဟိုကုန်ကျန်းတွေထွက်ရှိပါတယ်အဲ့ဒီထွက်လာတဲ့ကုန်ကျန်းတွေကိုကျွန်တော်တို့ကဒီဟိုမန္တလေးမှာရှိတဲ့ဒီစက်ရုံတွေကနေစင်ကုန်ကျန်းကိုအချောထည်ပြန်ပြီးတော့ processing လုပ်တဲ့လူတွေရှိကနေတစင်ဒါအသင့်အသုံးပြုနိုင်တဲ့ကုန်ကျန်းတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့ကဝယ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ကဒီကုန်ကျန်းအတိုင်းကိုလည်းဝယ်ပြီးတော့ကျွန်တော်တို့စက်ရုံမှာကုန်ကျန်းလုံလောက်မှုရှိစေအတွက်ကျွန်တော်တို့ဟာကိုကျွန်တော်တို့ဒီsemi finish ဖြစ်အောင် processing တွေလုပ်ပါတယ်ခင်ဗျာရေချိန်တွေကျိန်တွေဆိုရင်တော့ကျွန်တော်တို့ဒီနေမှာတောင်းနေရက်တဲ့ပုံစံတွေမှာကျွန်တော်တို့ကဒီဥလုံးရယ်နန်းရယ်ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့ဒီတောင်းရက်တယ်ပေါ့နော်နောက်ထပ်တောင်းကျိန်လို့ကြတော့ကျွန်တော်တို့ကဒီကြာဇန်လို့ခေါ်တဲ့ဒီကျိန်ပေါ့နော် noodle ပုံစံလေးဒီထုတ်ပြီးတော့ကျွန်တော်တို့ခုံရက်တဲ့နေရာတွေတခြား furniture ရက်တဲ့နေရာတွေသုံးပါတယ်ခပေါင်းကြတော့ကျွန်တော်တို့ကဒီ furniture တွေကို frame လုပ်တဲ့နေရာမှာကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုပါတယ်ခင်ဗျထုတ်လုပ်တဲ့ပစ္စည်းအမျိုးအစားတွေနဲ့ပြည်ပပြပွဲတွေမှာဝင်ရောက်ရှင်ပြိုင်မှုကလည်းကျွန်တော်တို့ဒီစက်ရုံမှာကတော့အဓိကအားဖြင့်ကျိန်နဲ့ပတ်သက်ရင် home accessory ပေါ့ home accessory ဆိုတာကဒါဟိုအိမ်သုံးကုန်ပစ္စည်းတွေ tray တွေပါမယ်ဒါဓာတ်ဘူးတွေပါမယ်ပြီးရင် chair တွေပါမယ် table လေးတွေပါမယ်ပြီးရင် tray တွေပါမယ် serving tray တွေပါမယ်အဲ့လိုမျိုးတွေကိုအဓိကဟိုထုတ်လုပ်တာပေါ့နော် furniture တွေလည်းဒါတစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်ကျွန်တော်တို့ကဒီပစ္စည်းတွေကိုပြပွဲမျိုးစုံကိုပြရတယ်ပေါ့နော်အဓိကအားဖြင့်တော့ဒါဂျာမနီနိုင်ငံမှာလုပ်တဲ့ကမ္ဘာလူသုံးကုန်စည်ပြပွဲထဲမှာအကြီးဆုံးတစ်ခုအနေနဲ့ပါဝင်တဲ့ဒီဂျာမနီနိုင်ငံ Frankfurt မှာလုပ်တဲ့ဒီ ambient day ပွဲကိုနှစ်စဉ်ပြခဲ့တာအခုဆိုရင်10နှစ်ပြည့်တော့မှာအဲ့လိုပြပွဲတွေမှာကျွန်တော်တို့ကဒီနိုင်ငံတကာအကြိုက်ပစ္စည်းတွေကိုဒီဇိုင်းတွေသူတို့ရဲ့ကာလာအကြိုက်တွေကိုကျွန်တော်တို့ကကြိုတင်လေ့လာပြီးတော့နှစ်စဉ်ဒီဇိုင်းအသစ်တွေထုတ်လုပ်တယ်သူတို့သုံးနေတဲ့ size တွေကိုကျွန်တော်တို့လေ့လာတယ်အဲ့ဒီအတိုင်းကိုကျွန်တော်တို့ကဒီဇိုင်းတွေကိုစမ်းသစ်ပြီးတော့နှစ်စဉ်ထုတ်လုပ်တဲ့အတွက်ကြောင့်နိုင်ငံတကာဈေးကွက်ကိုနှစ်စဉ်ပို့ပြီးတော့တိုးပြီးတော့ရရှိနေပါတယ်ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာကျွန်တော်တို့ပြည်ပမှာအဓိကအဖြစ်ဒီဇိုင်းပေါ့နော်ဒီ handicraft နဲ့ပတ်သက်တဲ့ဒီဇိုင်းစုတွေအာဆီယံမှာလည်းရထားပါတယ်
ဒီဂျပန်ကနေပေးတဲ့ဒီ Good Design Award ဆိုတာလည်းနှစ်ပေါင်းများစွာတော်တော်ကြာကြတဲ့ရခဲ့ပါတယ်ပြီးရင်ထပ်ပြီးတော့ဒါ ASEAN Business Award 2023မှာလည်းကျွန်တော်တို့ကုမ္ပဏီက MSME ကဏ္ဍမှာ Export Growth Award နဲ့ဆုရရှိထားပါတယ်ခင်ဗျကျိန်ပစ္စည်းတွေကိုမဲ့ရင်မြန်မာအဖြစ်ဂုဏ်ယူစွာထုတ်လုပ်နေမှုကိုလည်းကျွန်တော်တို့ဒီကျိန်ပစ္စည်းတွေပြပတင်ပို့ရခြင်းထုတ်လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ပြည်တွင်းကဒီမြန်မာပြည်ကထုတ်လုပ်တဲ့မြန်မာပြည်ကဒီ handmade ပေါ့နော်ကျိန်ပစ္စည်းတွေ made in မြန်မာပစ္စည်းကိုကမ္ဘာအနှံ့ကိုအမြောက်အများတင်ပို့ပြီးတော့quality ကောင်းကောင်းနဲ့နာမည်တစ်ခုရအောင်လုပ်မယ်ပြီးရင်ပြည်တွင်းမှာလည်းဒီလောက်ကင်နေတဲ့ဒီလုပ်ငန်းကိုမှီခိုနေတဲ့လူတွေအကုန်လုံးအမျိုးသမီးတွေအကုန်လုံးအလုပ်တွေအဆက်မပြတ်ရရှိဖို့ကျွန်တော်တို့ကအဓိကရည်ရွယ်ပါတယ်နှစ်စဉ်လဲဒီထက်မကတိုးတက်အောင်လို့ကျွန်တော်တို့တွေကြံဆောင်နေပါတယ်ခင်ဗျကျေးလက်ဒေသတွေမှာမိသားစုလိုက်လောက်ကင်နေမှုကိုလည်းကျိန်ဒီပစ္စည်းတွေရက်လုတ်တဲ့နေရာတွေကတော့ AR တိုင်းဒါရေကြီးဟင်းသရငတိုင်းချောင်းအတုတ်တို့အဲ့လိုနေရာတွေပေါ့နော်အဲ့မှာတော့ဒါကျေးလက်နေပြည်သူတွေအမြောက်အများဟိုကျွန်တော်တို့ကဒီသူတို့တွေအိုးမကွာအိမ်မကွာပဲနဲ့သူတို့အလုပ်တွေလုပ်လို့ရအောင်ရာသီပေါ့အလုပ်တွေမရှိတဲ့အချိန်မှာလည်းဒီလုပ်ငန်းကိုအဆက်မပြတ်အလုပ်လုပ်ပြီးတော့ဝင်ငွေတွေရအောင်ပြီးွားရင်သူတို့ရဲ့မီယိုးဖလာလုပ်ငန်းတွေကိုဆက်လက်ပြီးတော့လက်ဆင့်ကမ်းလို့ရအောင်တင်ပေးတဲ့ဟာတွေရောစက်တိုက်တွေကျွန်တော်တို့ဒါအလုပ်လုပ်တာပေါ့နော်ပြည်ပပို့ကုန်ဖြစ်တဲ့အတွက်အရေးသွေးစံချိန်စံညွှန်းမိအောင်လောက်ကင်နေပုံကိုလည်းဒီသူတို့ကနေပြီးတော့အခုကျွန်တော်တို့ကကုန်ကျန်းတွေကိုသူတို့ရှိကိုပို့ပေးတယ်ကုန်ကျန်းတွေကနေပြီးသူတို့တွေကကျွန်တော်တို့လိုတဲ့ပုံစံတွေ size တွေကိုသူတို့ရှိမှလုပ်ပြီးတော့ကျွန်တော်တို့ကဒါပစ္စည်းတွေ quality စစ်တယ်စစ်ပြီးတဲ့အချိန်မှာမှရန်ကုန်စက်ရုံရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီဟာတွေကိုမီးမုတ်တယ် brush တိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီဆေးလိုတဲ့ဒီမှားထားတဲ့ဆေးတွေအတိုင်းသူ့ကာလာနဲ့သူကျွန်တော်တို့ခွဲခြားပြီးတော့ဆေးတွေမှုတ်တယ်ပြီးရင်ကျွန်တော်တို့အချောက်လန်းတဲ့စနစ်တွေနဲ့အသုံးပြုပြီးတော့ပစ္စည်းတွေကိုအချောက်ခံနဲ့ပေါင်းတင်တယ်ရလိုချင်တဲ့ quality တွေရလာပြီဆိုရင်ကျွန်တော်တို့ဒီ6သွားပြီဆိုရင်ကျွန်တော်တို့ကဆက်ပြီးတော့ရင်ငွေတွေဆွဲထုတ်ဖို့လုပ်တယ်နိုင်ငံတကာကိုပို့ရမယ်ဆိုတော့နိုင်ငံတကာရဲ့စံချိန်မီရင်ငွေတွေကိုလိုတဲ့humanity percent ထိရအောင်ဆွဲထုတ်ပြီးတော့မှကျွန်တော်တို့က parking တွေပါတယ်ဆက်လုပ်ရတယ်အဲ့လိုလုပ်ပြီးပိုးတက်တာတွေပါတယ်လည်းဆက်လုပ်ရတယ်ဒီဟာတွေလုပ်ပြီးတော့မှအားလုံးအဆင်ပြေပြီဆိုမှကျွန်တော်တို့ကသင်္ဘောတင်တဲ့ကိစ္စကိုလုပ်ရပါတယ်ခင်ဗျာဈေးကွက်အခြေအနေနဲ့တင်ပို့နေမှုကိုလည်းဈေးကွက်အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကအခုနိုင်ငံပေါင်း20ဝန်းကျင်20နဲ့အထက်ပေါ့နော်ကျွန်တော်တင်ခဲ့ပြီးတယ်လက်တလုံးမှာလည်းနိုင်ငံ20ဝန်းကျင်ကိုကျွန်တော်တို့တင်နေတယ်ပေါ့နော်အဓိကကအမေရိကတို့ဒီUK ပြီးွားရင်တခြား Europe country တွေနောက်ထပ် Brazil တို့ Uruguay နောက်ထပ်ကျွန်းနိုင်ငံတွေ Caribbean ကကျွန်းတွေကနိုင်ငံတွေကအစပါเนาะကျွန်တော်အာရှမှာဆိုရင်တော့ Dubai တို့ Singapore Thailand ပြီးွားရင်နောက်ထပ်ဒီတခြားနေရာတွေကတော့ဒီအာရှမှာ Korea လည်းပါတယ် South Korea ပါเนาะအဲ့ဒီနေရာတွေကိုတင်ပို့နေပါတယ်ကျွန်တော်တို့ကဒီနှစ်စဉ်ပေါ့နော်ရှစ်မှတ်အပေါင်းကို100ကျော်ပေါ့နော်ပေ40 high cube ပါတယ်ပေ20ပါတယ် LC ရှစ်မှတ်လေးပါတယ်အားလုံးပေါင်းရာချီပြီးတော့ကျွန်တော်နှစ်စဉ်တင်ပို့ရောင်းချနေပါတယ်ခင်ဗျပြည်ပပို့ကုန်ထုတ်လို့ရမှာတွေ့ကြုံရတဲ့အခက်အခဲကိုလည်းကျွန်တော်တို့လုပ်ငန်းကဒါလူအများများနဲ့လုပ်ပြီးမဲ့MSME လုပ်ငန်းတစ်ခုပါပဲဒီလုပ်ငန်းကလောလောဆယ်အခြေအနေမှာကျွန်တော်တို့ရောင်းနိုင်တဲ့အပိုင်းမှာတော့ကျွန်တော်တို့ကလုပ်ငန်းကျွမ်းကျင်တဲ့အတွက်ကြောင့်ကျွန်တော်တို့စားတတ်တဲ့ဘူးရောင်းဖို့ကြိုးစားလို့ရပါဒါပေမဲ့လောလောဆယ်လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအရကျွန်တော်တို့ရဲ့ဒီလုပ်ငန်းတွေမှာကျွန်တော်တို့သုံးနေတဲ့ဆက်ဆက်ပစ္စည်းတွေပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်ဈေးတွေအဆမတန်တွေကြီးမြင့်လာတယ်အဲ့လိုမျိုးတွေဖြစ်နေတော့ကျွန်တော်တို့အနေနဲ့ဒီလုပ်ငန်းတွေမှာ operation cost တွေကအများမြင့်လာပြီးတော့လောကကိုင်ကခက်ခဲတဲ့အနေအထားလေးတွေတော့ကြုံနေရပါတယ်အကယ်၍ဒီ trade flow တွေအဓိက input ပစ္စည်းပေါ့နော်ကျွန်တော်တို့သုံးနေတဲ့ပစ္စည်း coloring လုပ်တဲ့ပစ္စည်းတွေတခြားဆက်ဆက်ကော်ပစ္စည်းတွေပြီးရင်ကျွန်တော်တို့ဟိုနိုင်ငံခြားဈေးကွက်မှာတီထွင်ပြီးရောင်းချတဲ့ပစ္စည်းတွေပေါ့နော်ဥပမာဓာတ်ဘူးဆိုရင်ကျွန်တော်တို့ကအတွင်းကstainless steel ဆိုရင်ဒါပြည်တွင်းမှာအရင်တော့ဝယ်လို့ရတယ်အခုဆိုရင်ပြတ်တောက်သွားတဲ့ကြောင့်ကျွန်တော်တို့ဒီဇိုင်းသစ်တွေထွင်ပြီးရောင်းတဲ့နေရာမှာဒီကိစ္စလေးတွေကအခက်အခဲတွေဖြစ်လာတာပေါ့နော်ကျွန်တော်တို့နှစ်စဉ်ဒီဇိုင်းသစ်ထွင်တဲ့နေရာမှာလည်းဒီဟာတွေကအတားအဆီးတစ်ခုလိုဖြစ်လာတယ်ပြီးရင်ခုနပြောတဲ့
ဈေးကွက်မှာပြတ်တောက်မှုကြောင့်ဈေးတွေအရန်တက်လာတဲ့အခြေအနေကြောင့်ဒါလုပ်ငန်းကိုမရက်အောင်အခြေအနေတစ်ခုနဲ့တော့စူးစမ်းပြီးတော့ထိမ့်သိမ်းနေရတဲ့အခြေအနေလေးဖြစ်နေတာပေါ့ trade flow ကိုအရင်ကလိုပုံမှန်အတိုင်းလေးဖြစ်အောင်တက်မှတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းတွေကဒါထုတ်ကုန်နှစ်ဆတိုးမြင့်စဆိုတဲ့အစီအစဉ်အတိုင်းကျွန်တော်တို့အများကြီးပိုစူးစမ်းပြီးတော့ဒါနိုင်ငံဝင်ငွေကိုလည်းအများကြီးပိုရှာပြီးလို့ရမယ်လို့ယုံကြည်ပါတယ်ခင်ဗျာဝန်ထမ်းအင်အားနဲ့ပံ့ပိုးမှုကိုလည်းကျွန်တော်တို့လုပ်ငန်းလက်ရှိမှာလည်းဒါလူထောင်ပေါင်းများစွာကိုကျွန်တော်တို့နေတွေမှာအလုပ်ပေးထားနိုင်တယ်ပေါ့နော်တကယ်လို့ဒါကျွန်တော်တို့အလုပ်ကိုတကယ်ကိုကောင်းကောင်းမွန်မွန်နဲ့ဒါထုတ်ကုန်နှစ်ဆတိုးမြင့်နိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့တွေဒါနိုင်ငံတော်ရဲ့ဒါရည်မှန်းချက်အတိုင်းအများပို့ပြီးတော့လုပ်နိုင်လာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံဝင်ငွေကိုလည်းအများကြီးထပ်ပြီးတော့ပိုရှာပေးနိုင်တဲ့အပြင်မှာလောက်ကင်ခွင့်လန်းတွေလည်းထပ်ပြီးတော့ပို့ပြီးတော့ထောင်ချီပြီးတော့ကျွန်တော်တို့ပေးလို့ရတဲ့လုပ်ငန်းလေးတစ်ခုဖြစ်နေပါခင်ဗျလက်ရှိတင်ပို့မှုထက်ပိုမိုထုတ်လုပ်နိုင်ဖို့ကိုလည်းကျွန်တော်တို့ကတော့အခုလက်ရှိရောင်းနေတဲ့ဟာနဲ့တော့ထပ်ပြီးတော့ပို့ပြီးတော့နှစ်စဉ်ပို့ရောင်းရဖို့အတွက်နှစ်တိုင်းကျွန်တော်တို့တွေဒါပစ္စည်းဒီဇိုင်းတွေအသစ်ထွင်တယ်ဒီ innovation တွေလုပ်တယ်ဒီ team လိုက်ပေါ့နော်ကျွန်တော်တို့တွေထပ်ပြီးတော့ quality တွေထပ်မြင့်တင်ပြီးတော့နှစ်စဉ် customer တွေအသစ်တွေအများကြီးပို့ရအောင်နှစ်တိုင်းပို့ပြီးတော့စူးစမ်းလှုပ်ဆောင်ရရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံကျိန်ဝါလုပ်ငန်းရှင်များအသင်းနဲ့ပူးပေါင်းလုပ်ကိုင်မှုကိုလည်းကျိန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကမြန်မာနိုင်ငံကျိန်နဲ့ဝါလုပ်ငန်းရှင်များအသင်းရှိပါတယ်။အဲဒီမြန်မာနိုင်ငံကျိန်ဝါလုပ်ငန်းရှင်များအသင်းမှာလည်းကျွန်တော်ကဒါအတွဲဘက်အတွင်းယူအနေနဲ့တာဝန်ယူလှုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ဒီမြန်မာနိုင်ငံကျိန်ဝါလုပ်ငန်းရှင်များအသင်းကတော့တစ်တော်ဌာနနဲ့ရောဒီတခြားအဖွဲ့အစည်းတွေနဲ့ပေါင်းစည်းပြီးတော့တွဲဖက်ပြီးတော့ရန်ပန်ရန်ခါနည်းပညာသင်တန်းတွေပြီးရင် export coaching တွေပြီးရင်ဝါသင်တန်းတွေကျိန်သင်တန်းတွေအကုန်ရန်ပန်ရန်ကပို့ချဖြစ်နေပါတယ်ခင်ဗျာကုမ္ပဏီမှာလုပ်ကိုင်နေတဲ့လုပ်သက်ရင်ဝန်ထမ်းတဦးရဲ့စကားသံကလည်းကျမတို့ရဲ့ကုမ္ပဏီကတော့ကျိန်လေများကို furniture နဲ့ accessory များကို export လုပ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ကျမလုပ်သက်ကတော့28နှစ်ထဲကိုဝင်လာပါပြီ။ကျမဒီမှာလုပ်တာကအဓိကကတော့အားလုံးမြန်မာမိတ်တင်မြန်မာကိုဂုဏ်ယူစွာနဲ့ထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်တာကြောင့်လည်းပါပါတယ်။ပြီးတော့အားလုံးဝန်ထမ်းနဲ့အတူအလုပ်labor တွေဆိုလို့ရှိရင်လည်းအနှစ်10နှစ်15နှစ်အထက်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီဟာကလည်းကျမတို့ကုမ္ပဏီရဲ့မိသားစုအရေးစီးပွားရေးလူမှုရေးကိုလည်းကြည့်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကုမ္ပဏီမှာဆိုလို့ရှိရင် worldwide ကို export ကိုလုပ်နေတဲ့အတွက်ကြောင့်မလို့နိုင်ငံပေါင်းများစွာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်သူတို့ရဲ့ customer ရဲ့လိုအပ်ချက်များကိုလည်းဒီဘက်ကနေပြီးတော့ဘာမဆိုဖြည့်ဆည်းပေးတဲ့အတွက်လည်းကျမတို့ကုမ္ပဏီတက်တန်းဟာအကြာကြီးဖြစ်နေပါတယ်ပြီးတော့ဒီ labor လေးတွေဝင်လုပ်သမားလေးတွေဆိုလို့ရှိရင်လည်းသူတို့ပညာပေးတယ်လိုအပ်ချက်နည်းပညာ customer လိုတဲ့ဟာတွေကိုလည်းအမြဲတမ်းပဲဒီဘက်ကနေပြီးတော့ပြောပြတာပေါ့နော်ဟိုတစ်ဖက်က client ရဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးဖို့အတွက်အမြဲတမ်းလုပ်ပေးပါတယ်ကျိန်ဝါအသင်းအနေနဲ့လည်းကျမတို့ကပူးပေါင်းပြီးတော့လိုအပ်ချက်များကိုအဆင်ပြေအောင်ဆိုလိုတာစာရွက်စာတမ်းကိစ္စ export ကိုချောမွေ့စာလုံဆောင်ဖို့အတွက်များကိုလည်းကျမတို့အများအားဖြင့်ညှိနှိုင်းပြီးတော့ဆောင်ရွက်ပါတယ်။ Bella Interiors Company မှာကတော့ဝန်ထမ်းနဲ့ဒီအလုပ်သမားအင်အားကတော့150ဝန်းကျင်ကအများအားပဲအတိုးလျှော့ရှိပါတယ်နော်။သူတို့ဟာလည်းပြီးတော့ကျမတို့ကစဉ်ဆက်မပြတ်လစဉ်နှစ်စဉ်ဇက်တိုက်ဝယ်လိုအားတွေရှိနေတဲ့အတွက်ကြောင့်မလို့သူတို့ဟာလည်းအမြဲတမ်းပဲအလုပ်ရှိနေပါတယ်အဲ့အတွက်ကြောင့်လည်းသူတို့ကဒီမှာအမြဲတမ်းပဲမိသားစုတကယ်ကိုစဉ်ဆက်မပြတ်အလုပ်လုပ်ကြပါတယ်ထွက်တယ်ပါညာဆိုတာကတော့အနှဲငယ်လေးသာရှိပါတယ်
ဒီအတွက်ကြောင့်မလို့လေဒီလက်မှုလုပ်ငန်းဆိုပေမဲ့ container နဲ့ထွက်နိုင်တဲ့ export product ဆိုတာကျင်းတယ်ပဲရှိတယ်လို့ကျွန်မကတော့ယူဆထားပါတယ်ဒီကျင်းကုမ္ပဏီရဲ့သဘောတဘာဝကြတော့ semi product ကို AR တိုင်းကရွာတွေ cottage industry တွေကနေပြီးတော့မှပေးတဲ့အတွက်ကြောင့်မလို့ main ယုံမှာရန်ကုန်မှာ production နဲ့ finishing process ကို150လို့ကျွန်မခုနပြောလို့150ဝန်းကျင်ရှိတယ်ဒီ semi product တွေကိုလုပ်နေတာကြတော့လူကို1000 2000နဲ့ရွာနီးဆက်ချုပ်အကုန်လုံးလိုက်ပေးတဲ့အတွက်အတိအကျတော့မကောက်နိုင်ပေမဲ့ထောင်ကနန်းမိသားစုတိုင်းပေါ့နော်သူတို့ရဲ့သဘောကကြတော့လေတအိမ်လုံးအိမ်အမိုးအောက်မှာအကုန်လုံးနိုင်တဲ့အတွက်ကြောင့်မလို့ကျောင်းပိတ်ရင်ပိတ်တယ်လို့ကျောင်းပြန်ရင်ပြန်တယ်လို့ ਨੇ မိဘကနေပြီးတော့ခလေးကြီးသူတို့မျက်စိထဲမှာမြင်နေတဲ့အတွက်ကြောင့်အတက်ပညာတွေတက်တဲ့အတွက်ကြောင့်မလို့လူကတော့ထောင်ပေါင်းများစွာရှိတယ်အဲ့အတွက်ကြောင့်လဲကျမတို့ကထုတ်လုပ်မှုအနေနဲ့သူတို့စံစပါးစိုက်တဲ့အချိန်ပဲနှုတ်တဲ့အချိန်လောက်ပဲရော့ပြီးတော့ကျန်တဲ့ရာသီအကုန်လုံးကဒီချိန်တွေကိုပဲလုပ်တဲ့အတွက်ကြောင့်မလို့ကျမတို့လည်းစင်ဆက်မပြတ် customer လိုအပ်ချက်ကိုလုပ်ပေးနေတယ်ပေါ့နော်ကျမတို့ကကုမ္ပဏီတစ်ခုတည်းမဟုတ်ဘဲနဲ့ချိန် industry ပေါ့ချိန်လုပ်ငန်းကြီးအကုန်လုံး export လုပ်နေတဲ့အားလုံးရဲ့တကယ်အရင်းမြစ်ရွာတွေကိုလည်း support လုပ်ပေးနေပါတယ်အဲ့အတွက်ကြောင့်မလို့လည်းအများအားပဲစင်ဆက်မပြတ်ထွက်နေနိုင်တာပါဒီကုမ္ပဏီမှာ1999ကနေစလုပ်တယ်ပေါ့နော်29နှစ်ရှိပြီပေါ့နော်လက်ရှိမှာတော့ပေါ့နော်စူပါဗိုက်ဇာတာဝန်ကိုယူရတာပေါ့နော်သူများလုပ်ပြီးသားကိုပြန်စစ်ဆေးပေးရတယ်ချောကင်ပေးရတယ် OD လည်းရှိတယ်ပေါ့နော်လောကတစ်နှစ်ပတ်လုံးမပြတ်ဘူးပေါ့နော်အနေနဲ့ကတော့ဒီကုမ္ပဏီရှိတဲ့အတွက်အိမ်လည်းနီးတဲ့အတွက်ပေါ့နော်ကားလည်းမရှိရဘူးလမ်းလျှောက်ပြီးသွားရတဲ့အတွက်တော့အဆင်ပြေပါတယ်မြရီယိုမြင့်တန်ကြားပြည်သက်များရှင်တဘာဝအရင်းမြစ်တစ်ခုဖြစ်တဲ့ကျင်းကိုအသုံးပြုပြီးကမ္ဘာဈေးကွက်ကိုမဲရင်မြန်မာအဖြစ်ဂုဏ်ယူစွာတင်ပို့နေတဲ့ကုမ္ပဏီရဲ့ကျင်းတဲ့ပစ္စည်းထုတ်လုပ်မှုဟာနိုင်ငံတော်အတွက်ပြည်ပဝင်ငွေရှာဖွေပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့်နိုင်ငံတော်အတွက်အား MSME လုပ်ငန်းများအစီအစဉ်ကနေတင်ဆက်လိုက်ရပါတယ်ရှင်